အမီလိုမျိုးတင်ပေးချိုက်တဲ့သူလေးတွေကဒီလိုလေးဝစ်ကြည့်နော်ဒီလိုမျိုးခနာကိုမှအရန်ကတ်မနေတဲ့စကတ်အကားလေးတွေအတွန်းတွန်းစကတ်လေးတွေ A-line စကတ်လေးတွေဘေးမှာအိတ်တွေပါတဲ့ခါကိုဘောင်းပြီးအတူအရှိနဲ့စကတ်လေးတွေဒီလို straight pant နေနဲ့ white leg ဘောင်းပြီးတွေနောက်ပြီးတော့အခုလိုမျိုးတင်ဖုံးတဲ့ top အရှိလေးတွေကိုလည်းအောက်ကစကတ်တူလေးနဲ့ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့ accessories လေးတွေနဲ့လည်း styling လုပ်ပြီးတော့ဝယ်လို့ရပါတယ်ဒါမှမဟုတ်ရင်လည်းအခုလိုမျိုးရှီယာအသားပါတာလေးတွေကာဒီဂန်လေးတွေရှက်အင်ဂျီလေးတွေနဲ့လည်းကိုယ့်ရဲ့တင်မဖုံးတဲ့အပေါ်တက်လေးအနေနဲ့ပေါ့နော်ကိုကြိုက်တဲ့ accessories လေးတွေနဲ့တင်ဖွင့်ပြီးပဲဝတ်မလားကြိုက်တယ်လို့မျိုး styling လုပ်ပြီးတော့ဝတ်လို့ရပါတယ်နောက်ပြီးတော့အီမီ3လေးရှိတဲ့ဟာလေးကိုလည်းထပ်ပြီးပြပြခြင်းနဲ့အဲ့ဒါကဒီ boob တွေအတွက်သုံးတဲ့ silicone cover လိုမျိုးပဲဒီတင်မင်းချိုင်းတဲ့သူတွေအတွက် oval shape လေးတွေနဲ့ဟာလေးတွေလည်းရှိရဲအဲ့လိုမျိုးလေးတွေကိုလည်းသုံးလို့ရတယ်တစ်ခါတလေအီမီဒီ bodycon လိုမျိုး dress တွေဝတ်ချင်တဲ့အခါမှာဆိုရင်ဒီဘေးမှာဖော့ပါတဲ့ဘောင်းမီလေးတွေနဲ့လည်းဝတ်ဖြစ်ပါတယ်နောက်ပြီးတော့အောက်ဖက်မှာဝတ်မယ်ဆိုရင်အပွင့်အခက် print pattern လေးတွေ texture ပေါ့နော်ကိုင်လိုက်တယ်ဆိုလို့ရှိရင်အသားနည်းနည်းကြမ်းကြမ်းထူထူလေးနဲ့ fabric အသားလေးတွေကကိုယ့်ရဲ့တင်မချိုင်းတဲ့ဟာကိုမတိတာစီအောင်လုပ်ပေးနိုင်တဲ့အရာတွေပါတတိထားမဲ့ဟာကအသားပါတဲ့ဟာတွေကိုလုံးဝမရွေးချယ်ပါနဲ့အားလုံးပြောနေကြအတိုင်းလေးပါပဲတကယ်လို့ကိုယ့်ရဲ့ body part ကဘယ်လိုမျိုးပဲဖြစ်နေပါပါစေ confidence ရှိတယ်ဆိုရင်ဝယ်လို့ရပါတယ်အီမီကိုယ်တိုင်လည်းဝတ်ပါတယ်ဒါပေမဲ့တချို့တွေကအဲ့လိုမျိုးတင်မချိုင်းလို့ confidence မရှိဘူးမဝေရဘူးဆိုတဲ့သူလေးတွေကတော့ဒီ styling tip လေးတွေကိုတုံးကြည့်လိုက်နော်နောက်ထပ် styling tip video လေးတွေနဲ့ပြန်ပြီးတော့တွေ့မယ်နော် bye bye